လှခြင်းပခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဒါအလှပကြိုက်တဲ့ပုဂ္ဂိုလ်တွေအတွက်လှခြင်းပခြင်းဥပမာအိမ်မှာနေတယ်ဆိုရင်လည်းတတ်တတ်ရရတန်တန်ရှင်းရှင်းနဲ့လှလှပပအိမ်ဝင်းချမ်းမှာလည်းပဲလှလှပပတတ်တတ်ရကိုမှလည်းပဲတန်တန်ရှင်းရှင်းတတ်တတ်ရလှုပ်ချင်ဘာလို့ရမလဲမန္တနာတဲ့တစားဆင်ပေးရအိမ်မှာဆို decoration တွေဘာတွေနဲ့ပန်းဥယျာဉ်တွေဘာတွေလှဆင်ဝိဖုသနာတဲ့လူဆိုလို့ရှိရင်မိတ်ကပ်တွေဘာတွေလိမ့်တာစမလှလှအောင်ပြင်တာအဲ့ဒါလို့တစားဆင်တာအလှပြင်တာဟာလှခြင်းရဲ့အကြောင်းတရားပါပဲဒါအမြဲတမ်းရိုးတဲ့အကြောင်းတရားတစ်ခုနောက်ကလူတွေကစားစရာရှိပြီးတဲ့နောက်လှဖို့လည်းလိုသေးတာဟုတ်ယောက်ျားတွေရောလှဖို့မလိုဘူးလားလိုတယ်ခေါင်းကိုကြာကြာနာနာဖီးလို့အဝတ်စားတတ်တတ်ရရဝတ်လို့နော်အဲ့ဒါလို့ဆင်မပြင်မလူတွေဟာတတ်ရတန်ရှင်းပြီးတော့လူတွေရဲ့အထင်ကြီးမှုကိုလည်းရရှိယူသိမှုကိုလည်းရတယ်ဒါလောကသဘာဝပဲလေရှင်ဘုရင်တောင်မှအဝတ်စုပ်ဝတ်သွားရင်ဘယ်သူမှလေးစားမှာမဟုတ်တာအဲ့တော့တတ်တတ်ရရဝတ်သွားရှင်ဘုရင်ဆိုရှင်ဘုရင်နဲ့တန်တဲ့အဝတ်နဲ့ဝတ်သွားမယ်ဆိုရင်အားလုံးကလေးစားကြမှာပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒါကိုခေါ်တာတကယ်ကိုလက်တွေ့ကြ